Grade 5 Grade 9ဖြစ်ဆိုကြမယ်သားတို့သမီးတို့အားလုံးပဲမင်္ဂလာပါမနေ့ဖြစ်မှာတီချေတို့မြန်မာစာဖြေရတော့မယ့်နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့သားတို့သမီးတို့အနေနဲ့စာစီစာပုံရေးသားနည်းလေးကိုတီချေကတင်ဆက်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့တီချေမှတ်သားတဲ့အတိုင်းလေးပဲသားတို့သမီးတို့ကိုရှင်းပြပေးခြင်းလို့ပါစာရေးစာကုန်းမှာဆိုရင်တီချေမှတ်ထားတာကတော့စီစဉ်6ရက်ရှိတယ်နံပါတ်1ကခေါင်းစဉ်ပေးထားတဲ့ခေါင်းစဉ်လေးကိုတက်ရမယ်ပေါ့နော်နံပါတ်2ကကြတော့ဏ္ဍန်မှာဆိုရင်ခေါင်းစဉ်ကိုခြုံငုံပြီးတော့ဘယ်ကြောင်းရကိုကိုကစာရေးမှလဲဘာကြောင့်ရေးမှလဲဆိုတာလေးကိုရေးပေးပါနံပါတ်3ကတော့စာကိုကတော့တစ်ပိုက်နှစ်ပိုက်3ပိုက်လောက်တော့ရေးပေးပါနံပါတ်6မှာကြတော့ဒီကိုရေးထားတဲ့ဒီအပေါ်ဆုံးမှာရှိတဲ့စာတွေအကုန်လုံးရဲ့ဒီကုန်းချုပ်ဆုံးဖြတ်ချက်သုံးသပ်ချက်လေးတွေကိုရေးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကစာစီစာကုန်းပေါ့နော်ဒီစာစီစာကုန်းမှာလိုက်နာရမယ်စီကံချက်လေးတွေကိုဒီချက်ကပြောပြပေးချင်ပါတယ်အစီကံချက်တွေကတော့နံပါတ်1မှာဆိုရင်เนาะနံပါတ်1မှာဆိုရင်ဘာတွေလဲဆိုရင်စကားပြောเนาะစကားပြောနော်စကားပြောပေါ့နော်စကားပြောတွေမဖြေရဘူးဥပမာပြောချင်တာကတဲ့တို့နဲ့တို့တဲ့တို့ကျမသွားဘူးတယ်ပေါ့ကျမသွားဘူးတယ်ဆိုရင်ကျမသွားခဲ့ပါသည်ကျမသွားခဲ့ဘူးပါသည်ဒါမျိုးလေးတွေပဲဖြေရမှာပေါ့နော်အဲ့တော့တဲ့တို့နဲ့တို့စကားပြောတွေမထည့်ရပါဘူးနံပါတ်2မှာဆိုရင်တော့ဒီချေတို့ပါလဲဆိုရင်တာရကတွေကြီးစုပုံပြီးတော့လေရေးလို့မရပါဘူးပေါ့နော်တာရကတွေဒါကတော့ကျမကတော့ဘလို့ဖြစ်ခဲ့တာဘလို့အကြောင်းအရာလေးစိတ်ဝင်စားဖို့အကြောင်းအရာတစ်ခုလောက်ပဲရေးပေါ့နော်နောက်တစ်ခုကကြတော့ပါလဲဆိုရင်မေးခွန်းထုတ်တာမေးခွန်းပြန်ထုတ်တာမေးခွန်းပြန်မေးတာမျိုးခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဒါမျိုးလေးလည်းဖြစ်ရပါဘူးနောက်တော့နံပါတ်4ကကြတော့တစ်ခုတည်းကိုအချိန်ချင်းမရေးရဘူးပေါ့နော်ခေါင်းဒီကိုယ့်ရဲ့အကြောင်းအရာတစ်ခုတည်းကိုပဲစာပိုက်ထဲမှာပဲထပ်ခါဒီစာကြောင်းမျိုးမရေးရပါဘူးနံပါတ်5မှာကြတော့မတိချမ်းဘဲနဲ့လည်းမရေးရဘူးပေါ့နော်ဘယ်နှခုနှစ်တုန်းကဘယ်ဘရင်လက်ထက်ကဘာညာဒါမျိုးလေးတွေမတိချမ်းရေးရဘဲနဲ့ရှောက်မရေးရပါဘူးနံပါတ်6မှာကျတော့တယောတဲ့စာတွေမရေးရဘူးပေါ့နော်ကံဘယ်လိုမျိုးလဲဆိုတော့ဒါမျိုးဟိုပါပေါ့ဒီကိုယ့်ရဲ့အကြောင်းအရာနဲ့စန့်ကျင်ဘက်ဖြစ်စေတဲ့စာမျိုးတွေမရေးရဘူးနောက်တော့ခေါင်းစဉ်ကတစ်ခုတည်းပဲတက်ရမယ်ပေါ့ကိုပြောရမယ်ဒီကိုရေးမဲ့ခေါင်းစဉ်ပေါ့ဒီခေါင်းစဉ်ကိုတစ်ခုတည်းပဲတက်ရပါမယ်နောက်တစ်ခုကကျတော့အမှတ်ပေးတဲ့ပုံစံပေါ့နော်ဆက်ကြည့်ပါမယ်အမှတ်ပေးတဲ့ပုံစံဘယ်လိုမျိုးလဲဆိုရင်နံပါတ်1မှာခေါင်းစဉ်နဲ့ကိုက်ညီရမယ်သိကြတာကတော့စာရေးစာကုန်းရေးတဲ့ခါကျရင်ခေါင်းစဉ်ကိုတော့အရင်ဆုံးတက်ပါခေါင်းစဉ်မှာအမှတ်စာပေးပါပြီခေါင်းစဉ်နဲ့ကိုက်ညီရမယ်ဆိုတာကိုရေးတဲ့ဒီဏ္ဍန်ဒီစာကိုတွေမှာခေါင်းစဉ်ကိုပေးထားတဲ့ခေါင်းစဉ်နဲ့ကိုက်ညီသလားပေါ့နော်အဲ့တော့ကိုက်ညီမှသာလေအမှတ်ရမှာပါနံပါတ်2ကစာလုံးပေါင်းတပ်ပုံပေါ့တစ်ပိုက်ပဲရေးနှစ်ပိုက်ပဲရေးမမှန်ကန်လေးရေးခဲ့ပါအမှတ်ပေးလို့ရအောင်လို့နံပါတ်3ကကျတော့ဝက်ကြအထားသူပေါ့အဲ့ဒါလေးကိုလည်းမှန်ကန်ဖို့လိုအပ်ပါတယ်နံပါတ်4ကကျတော့မတူလုံးမရှိလုံးမတူလုံးမရှိလုံးဆိုတာကတူတူလေးရေးလို့လေဒါအကြောင်းအရာမပြည့်စုံဘူးပေါ့နော်အရန်ရှည်ပြီးတော့အဓိပ္ပာယ်မရှိဘူးဆိုလဲဘာမှတော့မထူဘူးဒါကြောင့်မလို့မတူလုံးမရှိလုံးလေးရေးခဲ့ပါလို့ဒီချေကအကြံပေးပါတယ်ဒါကြောင့်မလို့မဖြစ်ဖြစ်ဆိုမယ်သားတို့သမီးတို့အနေနဲ့အောင်မြင်စွာဖြစ်ဆိုနိုင်ပါစေလို့ဒီချေကဆုမကောင်းတောင်းပါတယ်